ဒီနေ့မှာတော့အရန်ပြင်းတာနဲ့ရှာနေကတင်မော်ဒီကိုအရင်ဆုံးလမ်းကောက်လိုက်တယ်ပြီးရနဲ့ကျွန်တော်တင်မော်ဒီကိုအခွန်လေးအတွက်ယူရပါတယ်လူရတာဘာမို့တာအစားတောက်တဲ့ဆိုရင်စိတ်ကတက်ကြွပါတယ်တင်မော်ဒီခွန်လေးအတွက်ကျွန်တော်ရေတစ်ခတ်တာပါရေခတ်ပြီးလို့ရှိရင်ကျွန်တော်ကတင်မော်ဒီကိုလှုပ်တက်လို့နဲ့လှုပ်တက်လို့နဲ့ဟိုဘက်တွန်ဒီဘက်တွန်လေးနဲ့ရောင်ဝါလုပ်ပါတယ်ပြီးရင်အားနဲ့ထည့်လိလိုက်ပါတယ်ဘာမှလည်းမဟုတ်တာပါတခုဆိုလို့ရှိရင်အစားတောင်းနေဆိုရင်အပါပါတယ်စိတ်ပါလက်ပါလေးလိလိုက်ပါတယ်ကျွန်တော်ကတော့ခက်မြန်မြန်လေးပါပဲကျွန်တော်ခဏခဏအပေါ်မို့ကြည့်ပါတယ်ဖုန်းကကျွန်တော်ကောင်းပုံများကြာလာမလားဆိုတဲ့စိတ်နဲ့မို့ကြည့်ပါတယ်ထပ်ပြီးတော့လည်းမို့ကြည့်တော့မှပဲကျွန်တော်ကတော့ဖုန်းကြာလာမယ်ဆိုတဲ့တွေးနဲ့နောက်ဆုံးမှလည်းကျွန်တော်ကတော့ဒီအခွန်တွေးရအောင်အောင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်ပြီးဆုံးသွားတဲ့အခါမှာတော့မြင်တွေ့ရတဲ့အတိုင်းဒီလိုပုံစံလေးရတာပဲဖြစ်ပါတယ်ကဲဒါတော့အဆုံးသတ်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်